ယုတ်သိယဖြစ်သောနိဗ္ဗာန်သို့၎င်းဇာတိကရာယာတိမရဏအစရှိသောတစ္ဆတတိသံဃာမိတော်ဝိလျံကြီးယုတ်သိချုပ်ခြင်းရဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ပြုလုပ်အားထုတ်လူနန်းအပ်သောဒါနသီလစေတနာနှင့်တကွာအားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်သောမဉဏ်သောကျေးဇူးပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်တမ်းရသည်ဖြစ်စေအမန္တိဣတရမေနတဟအထင်ကသမဏကတံဥပောကထသီလံဓမ္မယသာမိအနောကံတတဝါသီလံနေထမေဗန္တိဒုတိယပိအဟံဗန္တိဣတရမေနတဟအထင်ကသမဏကတံဥပောကထသီလံဓမ္မယသာမိနောကံတတဝါသီလံနေထမေဗန္တိတာတိယံပိအဟံဗန္တိဣတရမေနတဟအထင်ကသမဏကတံဥပောကထသီလံဓမ္မယသာမိနောကံတတဝါသီလံနေထမေဗန္တိယမဝဒာမိယံဝတိထနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံကရဏံသစ္စာမိဓမ္မံကရဏံသစ္စာမိသံဃံကရဏံသစ္စာမိဘုဒ္ဓံကရဏံသစ္စာမိဓမ္မံကရဏံသစ္စာမိသံဃံကရဏံသစ္စာမိဒုတိယပိဘုဒ္ဓံကရဏံသစ္စာမိဒုတိယပိဓမ္မံကရဏံသစ္စာမိဒုတိယပိသံဃံကရဏံသစ္စာမိဒါတိယံပိဘုဒ္ဓံကရဏံသစ္စာမိဒါတိယံပိဓမ္မံကရဏံသစ္စာမိဒါတိယံပိသံဃံကရဏံသစ္စာမိဒါတိယံပိဘုဒ္ဓံကရဏံသစ္စာမိဒါတိယံပိဓမ္မံကရဏံသစ္စာမိဒါတိယံပိသံဃံကရဏံသစ္စာမိကရဏကမနမိလမပရိဘုဒ္ဓံဘာနာတိဘာဒဝေရမဏိလိခာဗရံသမာဓိယာမိအာဒေနာဒါနာဝေရမဏိလိခာဗရံသမာဓိယာမိအာဗျာမသရိယဝေရမဏိလိခာဗရံသမာဓိယာမိမုခာဝါဒဝေရမဏိလိခာဗရံသမာဓိယာမိဒုရာမေရယမစ္ဆပမာဒဌာနဝေရမဏိလိခာဗရံသမာဓိယာမိဝိကာကဘောဇနာဝေရမဏိလိခာဗရံသမာဓိယာမိမေသဟိတဝါရိကဝိတုကရတနာမာရကန္တဝိလိပနာဒါဝနာမန္ဒနာဝိဘုဒနာဌာနဝေရမဏိလိခာဗရံသမာဓိယာမိဩဇာတယနာမဟာတယနာဝေရမဏိလိခာဗရံသမာဓိယာမိဩဇာစီဝါစုပ္ပခာနေရင်ကြတ
တော်ရာဥစ္စာစီဝါစုမထနေရင်ကြတော်ရာကုသိုလ်တရားပြုမထသိရင်ကြတော်ရာကုသိုလ်တရားပြုမထသိရင်ကြတော်ရာအနေလည်းကြဒီလည်းကြဆုံးကျက်အလုံးနာအနေလည်းကြဒီလည်းကြဆုံးကျက်အလုံးနာလက်ရှိဘဝမဆုံးရအောင်ဒါနသီလဘာဝနာကောင်းမှုကြိုးစားပြုလို့ဣဒံမေပုံညာအာဂဝခယံဝါဟောတုဣဒံမေပုံညာနိဗ္ဗာန်တယေဇယောဟောတုဣမိဒနံပါတိဒါယတိနလူနာနိဗ္ဗာန်သုံးဉာဏ်ချမ်းသာပိဒသောသုံးပြအစုံတရဏဂုံမြတ်တာဘဝအထေတသမနာတတ္တိငါ7ပါးနှင့်ပြည့်စုံသောဥပောသထကနာဥပုသီလတော်မြတ်ကိုသမာဓိတော်ကောင်းစွာကျင့်သုံးခံယူဆောင်ပြီးရကုန်ပြီး၍ဒုံမေ7ပါးသီလကို၌တည်၍ဒီလဝန္တပြည့်ကြကုန်သောဘေဒါယကာယကမှာပေါင်းတို့သည်တိတော်ဤယနေ့မှာပဒါယစ၍ရာဝနိဗ္ဗာန်ဘာပါတံခန္ဓာကိုယ်လက်စားပြီး၍ဉာဏ်ညာမှာနိဗ္ဗာန်ကိုရောက်ပြီးတိုင်အောင်အပမဒေနဒါနသီလဘာဝနာစပြသောကုသိုလ်ကောင်းမှုတရားတို့၌မမိတ်မရရောမပေါ့မစအရိတရားနှင့်သံဃာဒေထကိုယ်စီကိုယ်ငါပြည့်စုံရသည်ဘုံတော်ခဏပါရမီရှင်များကို3ရက်မြောက်ပါနော်။9ရက်စက္ကန့်ဒါပထမဆုံးအနေနဲ့မြေစံခရမျိုးဆိုလို့ဒီတရားတွေကိုနာရအားထုတ်ရတဲ့ပုံစံတွေကမယုံရတဲ့ကိစ္စ။ဘာဖြစ်လဲဆိုလို့ရှိရင်တပ္ပရကဓမ္မရကစိတ်နာပြီအယတာလည်းကအယတာလည်းတခြားလားဓမ္မအယတာဓမ္မအယတာကအမြတ်ဆုံးပဲဒါကြောင့်ဓမ္မအယတာကိုလိုက်စားတဲ့ပုဂ္ဂိုလ်တွေကခန္ဓာဖြစ်ပြဉာဏ်အပြည့်မဲ့နဲ့ကိုက်နေတဲ့အချိန်အေးဉာဏ်မှုကလေးကဘယ်အေးဉာဏ်မှုနဲ့မှမတူဖြစ်ပြတဲ့နဲ့ကိုက်နေတဲ့အချိန်ဟုတ်ရဲ့ဒါကြောင့်ယန္တာပုဂ္ဂိုလ်တွေပိစိကပုဂ္ဂိုလ်တွေကလည်းယန္တာပိစိကပုဂ္ဂိုလ်တွေကလည်းယန္တာရဲ့အာရောပုဂ္ဂိုလ်ယန္တာဖြစ်ဟုတ်ရဲ့ဘုရားလည်းဂုရုတွေကညာမလို့ဖြစ်ဖလကမပါဝင်စားရဘာဝင်စားလဲခန္ဓာကိုယ်ကြီးကမတန်လေးလားကိလေသာနဲ့ဆင်ပြေပြီးဆိုတော့လည်းလောဘဒေါသမောဟတွေလည်းမရှိတော့ခန္ဓာကိုယ်ကြီးရဲ့ဝန်ကိုထားရတာအမတန်မှလေးညာတာပေါ့ဒါကြောင့်တို့တွေကဖလကမဝင်စားတာစိတ်စေတသိက်တုတ်ပြီးအကုန်ချုပ်လို့ပြောတယ်ခொနည်းရဲ့ဆိုခொနည်းရဲ့ဒိဋ္ဌာဟုတ်ရဲ့လားအဲ့ဒီခொနည်းရဲ့ကထမင်းမစားရေမတော့ထားလားထားအဲ့ဒီဒိဋ္ဌာလိုက်တဲ့ဘယ်ဘုကနဲ့ကုန်လို့မြန်ပြီးဆိုလည်းမလို့ဖလကမဝင်စားတယ်ဟုတ်တယ်နံပါတ်1ခရခေါ်ရတော့ထားလို့ရတယ်။မာသာကအလိုရှိကိုတောက်တာဒါတော့ကြားရ။ကြားလည်းတော့ဘာမှမရဘူး။အဲ့ဒီခွန်ကြီးကမှငြိမ့်နေမှုတန်တိဒုက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာဟုတ်ရဲ့လား။လက်ရှိခန္ဓာကတော့မရှိဘူးလား။မရှိပါဘူး။အေးခန္ဓာ၅ပါးနဲ့တကွာရလာတဲ့နိဗ္ဗာန်ပဲဟုတ်လား။ခန္ဓာ၅ပါးနဲ့တကွာနိဗ္ဗာန်ကိုရတာ။သဥပ္ပါတိတ္တနိဗ္ဗာန်အနုပါတိတ္တနိဗ္ဗာန်ဆိုတာနိဗ္ဗာန်တစ်မျိုးရှိတယ်။ဘယ်နှမျိုးလဲ။မျိုးပါဘူး။သဥပ္ပါတိတ္တနိဗ္ဗာန်ခန္ဓာ၅ပါးရဲ့အတွင်းရှိသောနိဗ္ဗာန်အ
အဲ့ဒါကြောင့်နိဗ္ဗာန်ကိုရတော့နိဗ္ဗာန်ကိုအာယုံပြုတ်ပြီးတော့ချမ်းသာမှုကိုငြိမ်းအေးစွာနေတာကိုရရတယ်အနုပါတိနိဗ္ဗာန်ခန္ဓာနာမမရှိတော့ခန္ဓာအစွမ်းမရှိတော့အဲ့ဒီနိဗ္ဗာန်ခန္ဓာမရှိတဲ့အခါကျတော့ဩရာနာရာဒေရာလာဘတော့မလားလာပါဘူးခန္ဓာတော့အဲ့ဒီအခွင့်အရေးကလည်းသာသနာအပွင့်ပဲရဒါကြောင့်မို့သာသနာရဲ့ခြေ